မမှန်တော့ဘာတွေအိမ်မှာလဲဘာတွေပြောလဲမသိဘူးတဲ့စေးတွေပဲအော်နေတာတဲ့အရက်တောက်တုံးကစေးချတုံးကမကောင်းတာလုပ်တုံးကပြဿနာမရှိဘူးဒါပေမဲ့ယေရှုကိုရပြီးအခြားသောဘာသာပြန်ခါနဲ့ဆူတောင်းတယ်အေဝံဂေလိဟောတယ်ခရစ်တော်အကြောင်းပြောတဲ့အခါမှာအသင်းတော်ကထုတ်ခံတယ်ကျွန်တော်ဘယ်တော့တပူးကြီးလဲဆိုတော့ဘုရားကျောင်းကိုသွားရင်ကျွန်တော်ဘုရားကျောင်းနဲ့ဝင်တာနဲ့တရားဟောဆယ်တရားဟောချက်ပြောင်းသွားဖတ်တာမသေးခန်းကြီး20ဖတ်တာလားဒါပေမဲ့ကျွန်တော်လည်းလာရင်လာအောင်တရားဟောချက်တစ်ခုလုံးပြကျွန်တော်အဲ့တော့ဘယ်လိုခံစားအော်ငါဘယ်တော့တပူးရှိလဲဆိုတော့တရားဟောဆရာရဲ့တရားဟောချက်တော့ပြောင်းလဲစီနိုင်နေသူအကုန်ပြောင်းသွားနော်ဆိုတော့တရားလုံးနဲ့တရားတစ်မျိုးလုံးတစ်ဆွေလုံးနဲ့တရားနောက်ဆုံးဘလောက်တောင်ဆိုးတယ်လဲဆိုကျွန်တော်အဖေကအိမ်ဘွားမောင်းချကျွန်တော်ခဏလေးပြောနေအဲ့အရင်မရအဖမရအလုပ်တွေလုပ်မယ်အဲ့ဒီနော်ယူကြောင်အလုပ်လုပ်မယ်အဲ့စေးကျွန်တော်အော်နေမယ်ဆိုရင်ငါအိမ်မှာမနေနဲ့တော့မင်းကိုကိုွယ်တဲ့ဖေကမင်းယုံတဲ့ဖေကမင်းကိုကျွေးပါစေဆိုတော့ကျွန်တော်18နှစ်သားမှာအိမ်ဘွားမောင်းချတယ်